အတိတ်ရဲ့ခီးရှည်လမ်းမှများပေတို့အခါမှပြန်မဆုံနိုင်တော့တဲ့လူတစ်ယောက်အကြောင်းရဲ့ပေလန်းကိုရှောက်သူမပါတော့တဲ့ခီးရှည်ကြီးတစ်ခုရဲ့ဖြစ်ပြီးရင်ပြတ်တဲ့ငါရဲ့စိတ်တန်ရာတွေပါခဲ့ရင်တိတ်ကောင်းမယ်တစုံတစ်ယောက်ရဲ့ဘဝမှာကိုဟာတိတ်ကလေးကိုပြောက်ပေးဖို့တက်တည်ရမွေးခဲ့ဘူးလေလူတွေဟာပြောင်းလဲတတ်တယ်တကယ်လို့မပြောင်းလဲခဲ့ရင်ငါတို့ရဲ့ရွေးချယ်မှုဟာထက်တူကြခဲ့ရတဲ့ပုံနေလိမ့်မယ်ပြောင်းလဲခြင်းအလီလီနဲ့လေပန်းနေတဲ့လောကကြီးမှာဖြစ်တယ်မှုတစ်ခုတွေကိုမျက်နှာရတာလေတိတ်ပင်ပန်းပါတယ်လေကိုလှုပ်ချင်တာလှုပ်ခွင့်ရမယ်ဆိုရင်တောင်တခါတလေမှာဘာမှမလှုပ်ချင်တာကိုအလှုပ်ချင်ဆုံးရဖြစ်နေမိတယ်လူတွေဟာနားလေရအခက်အခဲဆုံးသက်ရှိတွေထေကမျိုးစိတ်တစ်ခုဖြစ်ခဲ့ရင်မင်းကိုနားလေမပေးနိုင်ကြတာတဲ့အတွက်ငါ့ကိုခွင့်လက်ပါလက်မသားတဲ့ကောင်းခင်မှာကြေလေးတွေတကယ်လှတယ်ဆိုတာငါယုံနေမိပြီဒီလားတခါအတိတ်မှာအရှင်ကြားကြီးပိတ်မိနေခဲ့ဘူးတဲ့အခုတလုံးမင်းရောငါးကြောင်းတွေကိုတွေ့ဖြစ်ရလားမသက်ဆိုင်သူကိုအတိတ်မှာပဲဖြစ်ဖြစ်သက်ဆိုင်ခဲ့ပါတယ်လို့ပြန်တွေးဖို့ကြာငါလည်းပြေးလိုက်ပြလုံးပါမလဲအနာဂတ်ကိုဘယ်သူနဲ့ပဲဖြစ်ဖြစ်ရှစ်ဆက်ပါငါတို့တွေအတူတူရှစ်ဆက်ဖြစ်ခဲ့ရင်တောင်မင်းပြုတ်ခဲ့သလိုပြိုချွင်ရမှာမသေးရှာခဲ့ဘူးလေမေတ္တာတရားကိုကြိုးခိုင်းပြီးမေတ္တာတရားကိုရှာဖွေခဲ့ကြတဲ့ငါတို့ဒီတစ်ခါပြန်တွေ့ရင်ဘသူစီကမေတ္တာတရားကိုရှာဖွေခဲ့ကြတာလေလို့ငါမေးပြမိတင်တယ်မင်းရောငါ့ကိုမေးစရာတွေမရှိဘူးလားတကယ်လို့လမ်းခွဲဆိုတာအစကတည်းကရှိပြီးသားပါလမ်းတစ်ခုကိုငါတို့အတူတူရှောက်ခဲကြလို့ဒါမတွေ့ဖြစ်ခဲ့တာဟောရီကဘာကြီးလင်းနေတဲ့ရွေးတန်တရားတစ်ပတ်ပြည့်တဲ့နေ့ငါတို့တွေပြန်ဆုံဖြစ်ကြရင်ကောင်းမယ်ဘယ်ရဲကတောင်းနေစုပဲဖြစ်ဖြစ်မေတ္တာနိုင်ပြပါစေသုံးထဲအာကာ